大家好，来，今天的话给大家看一下这个天然的白蓝宝，很好看哦，天然的白蓝宝很好看的一个料子，看到没有？它这一颗的话就是有3克拉多，有3克拉多的哦，很好看的，你们看一下。这一颗有3克拉多，虽然有它里面的话虽然有小内含物的，但是它这的话就是不影响美观的啊，不影响美观的一个料子，很好看哦，家人们。不影响美观的一个料子，这颗有3克拉多，然后它这个价格也是挺友好的，才2000人民币，才2000人民币，带一点点蓝底的哦，可以自己去镶嵌的一个款式，镶嵌戒指也好，小吊坠也好，都可以的。如果喜欢的话，可以私信的哦，家人们，谢谢大家。အားလုံးပဲမင်္ဂလာပါရှင့်။ဒါလေးကကျတော့နီလာဖြူလေးပေါ့နော်။ရမ်းလာနော်နီလာဖြူလေးသူကကျတော့နည်းနည်းအဲ့လိုဘယ်လိုပြောမလဲပြာရောင်လေးနည်းနည်းလေးပါတယ်ပေါ့နော်။ရမ်းလာနော်ဒါလေးဆိုဒါလေးကကြောင့်3ကလက်ရှိပါတယ်ရှင့်။အစားလေးပေါ့နော်။ဒါလေးက3လက်ရှိပါတယ်ပြီးတော့ဈေးလေးကလည်းဝယ်ရတဲ့ဈေးလေးနဲ့တန်နေပေါ့နော်။ဒါလေးက2သိန်းလေးပါပဲရှင့်။ဈေးလေးက2သိန်းလေးပါ။ချက်လို့ရှင့်စီမလာခဲ့ပါ။ပြောလာတယ်ဒါလေးဆိုလို့ဝယ်လို့ရှင့်ပုံမလာပါတယ်ရှင့်။စောင်းနေနဲ့လည်းသုံးလို့ရပါတယ်ရှင့်။